အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ထိုင်းနိုင်ငံမှာနှစ်တိုင်းကျင်းပတဲ့လွယ်ကထုံစီမီမျောပွဲကိုသွားလဲခဲ့တာလေးကိုတင်ပြလိုက်ပါတယ်ကျွန်တော်ဒီကတော့စမုတ်ဆာခွန်ခရိုင်ပေါ့နော်မဟာချိုင်မြို့မှာပေါ့ပွဲစီစဉ်တာတွေအရန်တာတယ်နော်မီဒီထုံးလာတာထိုင်းပြည်ရဲ့အမေဆောင်ရတဲ့အတွက်ပွဲရတော့ခါတိုင်းနှစ်တွေလောက်တော့သိမစီတော့ဒါပေမဲ့ဒီနှစ်စီနေပါသေးတယ်တော့ကြုံရေးတွေရောလူတွေရောရမ်းများပါတယ်ဒါကတော့မျောတဲ့စီမီခွက်လေးတွေပါရဲတဘာဝပစ္စည်းတွေနဲ့ပဲလောက်ရတာဖြစ်တဲ့အတွက်ဒီထဲမှာဟောနော်ဟိုဒီတတ္တဝါတွေလည်းအန်တီရမဖြစ်ပါဘူးဒါကြောက်ကောင်းကလေးနဲ့လာပါတယ်ရမ်းလာပါတယ်နော်ဒါမျိုးလေမှာတို့ကမြောင်းတူတာတော့နော်မြောင်းတူတာပြီးတော့အဲဒီထဲမှာပဲမျောတာဖြစ်ပါတယ်မြစ်တီချောင်းလေးတွေကိုတော့မပြီးမျောပါဘူးဘက်ချမ်းမှာလူများလို့ဘက်ချမ်းမှာသဆင်းမျောဖို့ပေါ့မီတိုင်းလိုက်ရှာနေတယ်မီထုံမီချစ်မပါပါဘူးအဲမီနာထိုင်းတယောက်စီကနေမီချစ်ငါပြီးတော့နော်ကုကြီးတောင်းပြီးတော့မီထုံပြီးတော့ကုမျောပါပြပါတယ်သူတို့မီထုံရဲ့ပွဲတော်ကတော့တနေ့တာလုံးကိုပြုခဲ့တဲ့အပြစ်တွေပါလေကိုဆူတောင်းပြီးတော့အပြစ်ဖြေတဲ့သဘောမျိုးဖြစ်ပါတယ်ကျွန်တော်တို့မြို့ထဲမှာမျောပြီးဆိုတော့ဟိုမြန်မာတွေများတဲ့ဟုတ်လားဟိုဖုန်ကြီးကျောင်းပေါ့နော်မြန်မာတွေများတဲ့သူလာလို့တဲ့ဖုန်ကျောင်းမှာတစ်ခါနောက်တစ်ခါတစ်ထပ်များမှာတစ်ထပ်မျောအောင်မှာဖြစ်ပါတယ်ဒါဆိုင်ကရတဲ့နေရာလေးနော်အခုကျွန်တော်ဖုန်ကြီးကျောင်းရောက်ပြီနော်ဖုန်ကျောင်းဝက်စီမွန်ပေါ့ဒီကျောင်းမှာဆိုမှပြည်သားတွေကိုယူပေးတဲ့အတွက်မှပြည်သားတွေဒီနေ့ဒီကျောင်းမှာကုသိုလ်ကောင်းမှုတွေအမြဲတမ်းလုပ်ကြတော့ကျောင်းမှာစီစဉ်ထားတာပေါ့နော်ဖုံးကျောင်းအရင်လှပါတယ်ဖုံးကျောင်းမှာမြစ်ပေမှာရှိတာဆိုတော့မြစ်ပေမှာသူတို့ကဖောင်လေးနဲ့ကာပြီးတော့ဗောနော်စီမီမျောဖို့အတွက်အရာလောက်တာပေးတာအမှငါးတွေလည်းရှိပါတယ်ငါးစကျွေးလည်းရပါတယ်ဘေးတငယ်ချင်းနဲ့လာတော့တငယ်ချင်းတွေတပ်ပုံရိုက်ပြီးတော့တပ်ပုံတွေဗီဒီယိုတွေရိုက်တာပြီးတာပါမျောပါတော့မယ်ဆူတောင်းပြီးတော့မျောလိုက်တာပေါ့နော်ဟိုအเจ้าမှာလည်းမြစ်တဲ့ဟိုဟာလာမိခွဲတွေမမျောသွားအောင်ဆိုပြီးတော့သူကာတာတယ်ပေါ့နော်နောက်ပြီးပြန်ဆဲပြီးမှပြောရတယ်ငါမစားခင်လူရင်စားရတယ်ဒီကာတော့မြစ်ထဲမှာငတန်လေးများတယ်ပေါ့နော်ငတန်လေးငခုလေးများပါတယ်မွေးလာတာမဟုတ်ဘူးเนาะမြစ်တယ်မှာဒီနားမှာကိုအစာကျွေးနေကြဆိုတော့ငါးရဲ့ဒီကိုလာပါတယ်စီမီရောပြီးတော့တပ်ပုံလိုက်ရိုက်ပါတယ်တော့မှမီးတွေထုံလာတာအရန်လာပါတယ်โอเคခုဒီနေရာမှာတပ်ပုံလေးခဏရိုက်ပြီးပြန်လာတော့မယ်အဆုံးထိကြည့်ပြတာကျေးဇူးတင်ပါတယ်အဲ့ဒါကြောvisual channel လေးကို like and subscribe လေးလုပ်ပြီးတော့ကြပါနောက်ထပ်ကျွန်တော်ဗီဒီယိုကောင်းလေးတွေအများကြီးတက်တင်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်